အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့တင်ဆက်ပေးချင်တာကတော့ဆရာအောင်တင်ရဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုရဲစာအုပ်ကိုအချင်းချုပ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကတော့ဒီစာအုပ်သာဆိုလို့ရှိရင်လူငယ်တွေအတွက်ဘ ഹു တုတရစေမဲ့စာအုပ်မျိုးဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှိရင်ခေါင်းစဉ်ပေါင်း16ခုပါဝင်ပါတယ်ဒီခေါင်းစဉ်တွေကမှ2000သူအတွက်ဘ ഹു တုတလည်းရစိတ်သက်ခွန်အားလည်းရစေမယ်ခေါင်းစဉ်မျိုးတွေကိုရပြီးတော့စာရေးသူပြပြထားတဲ့အတွေးခေါ်တွေကမှတတ်တဘောကြတဲ့အတွေးခေါ်တချို့ကိုပြန်လည်ဝင်ပြပြီးမှပဲဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ခုအနေနဲ့ကတော့စာအုပ်နာမည်အတိုင်းရေးထားတဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုတဲ့ခေါင်းစဉ်ထဲမှာပါဝင်တဲ့ဘ ഹു တုတပွဲအချက်တွေကိုအချက်တွေနဲ့ပြီးတော့စာရေးဆရာရဲ့လေးစားဖွယ်ရာအတွေ့အမြင်တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီပထမဆုံးအနေနဲ့စာရေးဆရာနဲ့အင်္ဂလိပ်စာတက်မြောက်မှုရဲ့ဘဝဆက်ကြောင်းကိုဒီအစာပြိုးထားတဲ့ဒီအစတုန်းကဆိုလို့ရှိရင်ပေါ့နော်သူကဒီအင်္ဂလိပ်စာကိုဟီရှိလောက်ပဲသိပါတယ်။အဲဒီအချိန်ကစစ်ကြီးဖိကစားလူငယ်တိုင်းကလွတ်လပ်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတယ်။အဲလိုပါဝင်ကြတော့အောင်သိန်းကလည်းပြည်သူ့ရေးပေါ်အောင်သိန်းဖြစ်သွားပါတော့တယ်။ဒီလိုတွေဖြစ်သွားပြီးတဲ့နောက်မှာပါတီဝင်အစည်းအရုံးတွေဝင်လာတဲ့အခါမှာဆိုရှယ်လစ်ပါတီဝင်ဖြစ်သွားပါတယ်။ထိုအခါရင်တော့အင်္ဂလိပ်စာကိုအလွန်တက်မြောက်ခြင်းစိတ်ကိုပေါ်လာပါတယ်။ဒါပေမဲ့သူဟာထိုအရှင်တွေလူပြိုအရွယ်လည်းရောက်နေပြီးနိုင်ငံရေးထဲလည်းရောက်နေတဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်စာကိုသင်ခွင့်မရခဲ့ပါဘူး။ပြည်တွင်းတောင်းချက်မှုအရှိန်အဟုန်မြင့်လာတဲ့အခါမှာသူကတရက်မြို့မှာခရိုင်စည်းရုံးရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ဒီရောင်စုံတပုံတွေကတရက်မြို့ကိုသိမ်းပိုက်လိုက်တဲ့အခါမှာတော့သူကသူ့ရဲ့ဇာတိမြို့ဖြစ်တဲ့တောင်တွင်းကြီးမြို့ကိုပြန်လာခဲ့ပါတယ်။သူတောင်တွင်းကြီးကိုပြန်လာတဲ့အချိန်ကရဲဘော်ဖြူတွေကအဲ့မြို့ကိုသိမ်းပိုက်ထားပါတယ်။စာပိုင်းမှာတော့ဘာမှနှောက်ယှက်မှုမရှိဘဲလွတ်လွတ်လပ်နေထိုင်ခွင့်ရပါတယ်။ဒီနောက်ပိုင်းမှာတော့နိုင်ငံရေးအခြေအနေကပြောင်းလဲလာပြီးတော့ခဏနောက်လိုက်ခဲ့လို့ပြောပြီးတော့ထောင်ထဲကိုထည့်လိုက်ပါတယ်။ထောင်ထဲကိုဖမ်းတမ်းခဲ့ရတဲ့အချိန်မှာတော့သူဘဝအတွက်အင်္ဂလိပ်စာသင်ယူဖို့အတွက်အခွင့်အရေးလို့ပြောလို့ရလောက်အောင်သခင်ကျော်စိန်ရပါထောင်ထဲကိုအဖမ်းခံရတဲ့အချိန်မှာပါလာပါတယ်။အဖမ်းခံရခါစားကတော့ခဏနဲ့လွတ်မြောက်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြန်မလို့ပေးတာကိုသိလိုက်တဲ့အခါမှာတော့ထောင်ထဲကလွတ်မြောက်ဖို့ကိုပဲမမျှော်မှန်းတော့ပဲနဲ့သခင်ကျော်စိန်ထံကအင်္ဂလိပ်စာကိုတက်မြောက်အောင်သင်ယူခဲ့ပါတယ်။အဲ့လိုသင်ယူနေတဲ့အချိန်တော့အတွင်းမှာတော့နိုင်ငံရေးစစ်ရေးအခြေအနေတွေကြောင့်မကွေးချောင်ပြည်ချောင်တရက်ချောင်စသည်အပြင်မကြာခဏပြောင်းရပါတယ်တချို့နေရာတွေမှာတော့သူစာသင်ခွင့်မရပါဘူးစာသင်ခွင့်ရတဲ့အချိန်တွင်ကြိုးစားပန်းစားနဲ့လုံလရှိရှိသင်ယူခဲ့ပါတယ်ထို့သူသင်ယူခဲ့တဲ့အခါမှာအင်္ဂလိပ်စာကိုလွယ်လွယ်ကူကူဖတ်နိုင်သည့်အထိတက်မြောက်သွားပါတယ်ဒီနေရာမှာစဉ်းစားကြည့်ရမယ်ဆိုလို့ရှိရင်စာရေးဆရာရဲ့စိတ်ပိုင်းဆိုင်ရာအတူယူစရာအချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့အင်္ဂလိပ်စာသင်ယူနိုင်တဲ့အခွင့်အရေးကိုလုံးဝလက်လွတ်ဆုံးရှုံးမခံပါဘူး။သူရရှိတဲ့အချိန်မှာအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီးတော့သူ့ဘဝအတွက်အပြောင်းလဲဖြစ်စေမဲ့ဒီအင်္ဂလိပ်စာသင်ယူမှုကိုကောင်းကောင်းတက်မြောက်အောင်သင်ယူနိုင်ခဲ့ပါတယ်။ဒီလိုဖန်ဆီးခြင်းကိုသာသူမခံခဲ့ရရင်သူရဲ့အခုလက်ရှိအခြေအနေအစ်မျိုးကိုရောက်မလာနိုင်ဘူးဆိုပြီးတော့မကြာခဏတွေးမိပြီးကုသကံချောင်းမလို့ထောင်ချဟုပြောလိုက်ရခြင်းဖြစ်ပါတယ်။ဆရာအောင်သိန်းကဒီကောင်းစဉ်အောက်တွင်ဝတ္ထုတိုလေး၃ပုဒ်ကိုဥပမာပေးပြီးတော့စာဖတ်သူတို့အတွက်လည်းမျှဝေပေးထားပါတယ်။ဝတ္ထုတိုလေးတွေရဲ့ကောင်းစဉ်တွေကတော့တရုတ်ဘာသာကြီးမြောက်လောင်းပုံနာကြီးတရုံစာမောင်နှံတို့ပဲဖြစ်ပါတယ်။ဒီကောင်းစဉ်တွေကမှကျွန်မပြန်လဲမျှဝေပေးခြင်းတဲ့ကောင်းစဉ်လေးကတော့မြောက်လောင်းပုံနာကြီးပဲဖြစ်ပါတယ်ရှင်။ဒီဝတ္ထုတိုမှာဆိုလို့ရှိရင်ပုံနာကြီးတစ်ယောက်ကသူ့အသက်ဘယ်လောက်တွင်သိမယ်။သိပြီးတဲ့အခါမှာဘေဘွားသူရောက်မယ်ကိုဟောကြားပေးဖို့အတွက်မြတ်စွာဘုရားထံသို့ရောက်လာပါတယ်။မြတ်စွာဘုရားကလည်းသူ့အသက်ဘယ်လောက်မှသိမယ်။သိပြီးတဲ့အခါမှာဒီတော်ကြီးတွင်မြောက်ရှိဖြစ်မယ်လို့မိန့်တော်မူလိုက်ပါတယ်။မြတ်စွာဘုရားဟောပေးလိုက်တဲ့အသက်ကိုကျော်လွန်၍မသိသေးတဲ့အခါမှာဒီပုံနာကြီးကဘုရားရှင်ထံသို့ပြန်ရောက်လာပြီးတော့ဘုရားမင်းလိုက်တော့အသက်တွင်မသေးချောင်းကိုခြောက်ထားပြန်ပါတယ်။အဲ့ဒီအခါမှာဘုရားရှင်ကပုံနာကိုသူဟောကြားပြလိုက်ပြီးနောက်ပဲအမှုတွေကိုပြုတယ်လေလို့ပြန်ပြီးတော့မေးပါတယ်။ပုံနာကလည်းဖះရှင်ဟောပြီးတဲ့နောက်သူတမြောက်ကြီးဖြစ်ခဲ့သည်ရှိသောရှမ်းသာစွာနေနိုင်ရဲ့အတွက်တော့ကိုသွားပြီးတော့ရေကန်တူးချောင်းချုံမြိတ်နဲ့တီးပင်စားပင်တွေကိုစိုက်ပျိုးထားကြောင်းရှောက်တင်ပါတယ်
အခုဆိုရင်အဲ့ဒီတော့ကြီးမှာရင်းငွက်တွေတခြားတတဝါတွေဖြိုးဖြိုးပပနဲ့နေထိုင်ကြတဲ့တာယာလာပါတဲ့တော့ကြီးဖြစ်နေပြီဖြစ်ကြောင်းကိုလည်းရှောက်တင်ပါတယ်ထိုအခါဖယားရှင်ကအသင်ပုံနာအခုလိုအချိန်ထိအသက်ရှင်နေသည်ကဒီကုသိုလ်တွေကြောင့်ဖြစ်သည်လို့ပြောကြပါတယ်ဒီဝတ္ထုလေးကိုဖတ်လိုက်ရခြင်းအပြင်ပုံနာရှိသည့်ချို့အသက်တရားမိကိုမကြောက်ပဲကုသိုလ်ကောင်းမှုတွေပြုပြီးအေးအေးဆေးဆေးဖြင့်ဖြစ်ကြောကြောင်းအတိတ်ကံကိုပြေဆုံးပန်ကံကထိုက်တင်သလောက်ပြုပြင်နိုင်စွမ်းရှိကြောင်းတို့ကိုမြင်တွေ့ရပါတယ်ရှင်။နောက်ထပ်တစ်ခုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကံပေါင်းယူမှာဆိုတဲ့ခေါင်းစဉ်အောက်ကအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကတော့ဒီနေ့မှာကောင်းလေးတစ်ယောက်ကကံပေါင်းယူတစ်ခုပေါ်မှာထိုင်ပြီးငားမြနေပါတယ်။အဲ့ဒီအချိန်မှာသူ့ကောင်းပေါ်ကနေလင်းရင်ပြန်တစည်းကဖြတ်သွားပါတယ်။ကောင်းလေးကလင်းရင်ပြန်ကိုမော့ကြည့်ပြီးအဲ့ဒီလင်းရင်ပြန်ကိုမောင်းနေတဲ့သူကသူဖြစ်နေရင်ကောင်းမယ်လို့စိတ်ကူးရင်လိုက်မိပါတယ်။နှစ်ပေါင်းမြောက်များစွာကြာပြီးတဲ့နောက်မှာအဲ့ဒီကောင်းလေးကဒီမှုကြီးဖြစ်သွားပါတော့တယ်။ဒီနေ့သူလင်းရင်မောင်းလာရင်အောက်ကိုကြည့်ပြီးတော့ကောင်းလေးတစ်ယောက်ကကံပေါင်ရိုးတစ်ခုပေါ်မှာအေးအေးလူလူနဲ့ငါထိုင်မြနေရတော့သူမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာလင်းရင်မှုဖြစ်တဲ့သူကအဲ့ဒီကောင်းလေးလိုငါလဲအေးအေးလူလူနဲ့သာငါမြနေရမယ်ဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဆိုပြီးတော့အကြစိတ်ကူးလိုက်မိပြန်ပါတယ်။ဒါလေးကိုတော့ဖတ်လိုက်ပြီးတော့သက်တွင်းမိတာလေးတစ်ခုကလူတွေကကိုယ်မှရှိနေတဲ့အချိန်ကိုတန်ဖိုးမထားတကြဘူးပေါ့နော်အမြဲသူများနဲ့လိုက်ရှင်ပြီးကိုယ့်ကိုယ်အားမလို့အားမရဖြစ်တတ်ကြပါတယ်ခုခေတ်ဆို social media ခေတ်ဆိုတော့ပို့ပြီးဆိုတာက social media ပေါ်မှာပဲအချိန်တွေကုန်ပြီးတော့သူများကတော့ပါတယ်ဆိုကိုကရောပါလို့အဲ့လိုဖြစ်နိုင်တာလေငါဘွားဘာလို့သူ့လိုမကောင်းနိုင်ရလဲဆိုတဲ့အတွေ့တွေကဝင်လာတော့တယ်အဲ့ဒီအခါကျကိုမှရှိနေတဲ့တမိုးထားစရာအချက်တွေကိုလည်းမသိတော့ဘူးသူများနဲ့နိုင်ရှင်ရင်းနဲ့ပဲကိုဖြစ်တင်မှုကမိမ့်မိန်လာပြီးတော့ပျောက်ကွယ်သွားရတယ်ဆိုတော့အဓိကပြောချင်တာကအခုလက်ရှိမှာကိုခံစားနိုင်တဲ့ပျော်ရွှင်မှုငြိမ်ရွှင်မှုတွေကိုအပြေအဝခံစားပါပေါ့နော်အရှင်ဆိုတာနောက်ပြန်လှည့်လို့လုံးဝမဖြစ်နိုင်တော့ဘူးလို့ကိုနဲ့ခုပေးပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုတန်ဖိုးထားပါကိုလုံးနိုင်တဲ့အရာတွေအတွက် positive မဆန်ထားပြီးတော့ကိုလေးစားပါသူများတွေနဲ့မရှင်ပါနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကဆရာအောင်သိန်းကဒီနေ့မှာသူတပည့်ဟောင်းစနီးမောင်နဲ့နှစ်ယောက်နဲ့ပြန်ဆောင်ပြပြီးတော့စကားပြောကြရမှာဖြစ်မိရဲ့ဆရာကြီးရဲ့အတွေ့အလေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုထည့်ရေးပေးထားပါတယ်ငယ်ငယ်ကတပည့်ဟောင်းတွေပေါ့ပြန်တွေ့တဲ့အချိန်ကျတော့အတော်အသင်ချမ်းသာနေတယ်ပေါ့အဲ့ဒီမှာတပည့်အမျိုးသမီးကပြောတယ်ဘာလဲဆိုတော့သူ့ရဲ့ပြောစရာငယ်ဘဝကိုပြန်လို့ခြင်းတယ်ပေါ့စီပွားရေးတွေလောက်ရကန်ရနဲ့အရင်ကလောက်ပြောစရာမကောင်းတော့ဘူးဒါကြောင့်သူ့ငယ်ဘဝကိုပြန်လည်မိတယ်ပေါ့အဲ့မှာဆရာကြီးကဘယ်လိုတွေးလဲဆိုရင်အရင်အတိတ်ကကြံခဲ့တဲ့အချိန်တွေစီကိုပြန်သွားခြင်းနဲ့ဆိုရင်အခုလက်ရှိရောက်နေတဲ့ဘဝအရှင်တွေကိုဆွံ့လွတ်နိုင်ကြပါမလားပေါ့လေဘယ်သူကမှမဆွံ့လွတ်နိုင်ကြပါဘူးခဏကြာပြန်လဲမိကြယုံတက်တက်ပါပဲတဲ့အခုနောက်ပိုင်းမှာဆိုရင်လေကလေးဘဝကိုလွမ်းလိုက်တာအရင်ချိန်တွေပြင်သွားခြင်းလိုက်တာစသည်သဖြင့်ညဉ့်ညူတန်တွေအများကြီးကြားရပါတယ်အဓိကအကြောင်းရင်းကိုပြပါဆိုရင်လက်ရှိအချိန်တွေကအရင်ကကိုပြန်သွင်းမိတဲ့အချိန်တွေကလောက်ဖြိုးစရာမကောင်းနေလို့လက်ရှိမှနေရတာပင်မလားလို့ဆိုရတာရှင်းပါတယ်ဒါပေမဲ့လူဆိုတာကအတိတ်ကိုပြန်တွေးတဲ့အခါကျအမှတ်ရစရာတွေကိုပဲမှတ်မိနေကြတာများတယ်။အထူးသဖြင့်ပြောစရာအမှတ်တရတွေပေါ့။ဒါပေမဲ့တေချာပြန်စဉ်းစားကြည့်လိုက်ရင်ပျော်ရွှင်မှုတစ်ဝက်ဝမ်းနည်းမှုတစ်ဝက်နဲ့ဖြစ်နေတာတွေတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒါကိုဆရာကြီးကဘယ်လိုပြောထားလဲဆိုရင်အတိတ်ဆိုတာပြန်လွန်လို့သာကောင်းရုံဖြစ်ပြီးတော့အချိန်နောက်ဆုတ်ပြီးပြန်လည်မှုဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဆိုပြီးတော့ပြောထားပါတယ်ပေါ့နော်။နောက်ထပ်တစ်ခုကကြတော့ခေါင်းစဉ်ကွယ်လေးတစ်ခုဖြစ်တဲ့သူတို့အတွက်အာတမီဒီဆိုတဲ့ခေါင်းစဉ်ပေါ့နော်။တဲ့အဲ့ဒီတဲကမှသဘောကျရပြီးမှတ်သားစရာလေးတွေပါတာလေးတွေကိုပြောပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဆရာအောင်သိန်းပြပြပေးထားတာကတော့သူရဲ့တပည့်တွေကနိုင်ငံခြားကပြန်လာပြီးဆိုရင်သူစီကိုအနည်းဆုံးတစ်ခေါက်တော့ရအောင်လာတတ်ကြပါတယ်တဲ့။သူ့အတွက်လည်းလက်ဆောင်ပစ္စည်းတွေပါလာတတ်သေးပါတယ်။ပြီးတော့နိုင်ငံခြားမှာကြံခဲ့တဲ့တပည့်တွေနဲ့စာပိုက်ပရိသတ်လူငယ်တွေကလည်းဆရာအောင်တဲ့အတွက်လက်ဆောင်တွေကိုလူချုံပါလိုက်ပါသေးတယ်။ကျွန်မဒီအကြောင်းတွေကိုပြပြနေရတဲ့အကြောင်းရင်းရှိပါတယ်။အဲဒါကဘာလဲဆိုတော့ဆက်လက်ပြီးတော့နားဆင်ပေးကြပါအောင်ရှင်။တချို့သောသူတွေကလူငယ်တွေကိုသိရိုင်းကြတယ်လို့ပြောကြပါတယ်။အဲဒီလိုပြောတဲ့အထက်မှာဆရာအောင်တဲ့ကတော့မပါပါဘူး။
ရိုင်းတဲ့လူငယ်တွေမရှိဘူးလို့လည်းသူမပြောပါဘူးဒါပေမဲ့လူငယ်အများစုကတော့မရိုင်းချဘူးလို့ပဲသူပြောပါတယ်ဆရာအောင်သိန်းကတိုင်းတစ်ပတ်ကပြန်လာတဲ့လူငယ်တွေနဲ့စကားစမြည်ပြောရတာကိုသူနှစ်သက်ပါတယ်ထိုလူငယ်တို့ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ငယ်စဉ်ကလူငယ်ဘဝထက်အရှင်သန်ထက်မြက်ကြကြောင်းပြီးတော့ထိုလူငယ်တွေကအမြင်လဲကျကြတယ်လက်တွေလည်းဆန်းကြပါသေးတယ်တဲ့ဒီကောင်လေးတွေကတန်တက်ပါကိုကာလရှည်ကြာရောက်နေကြတော့ကိုတိုင်းပြည်ကိုလူမျိုးရဲ့အာသာချက်ကိုသတိထားမိကြပါတယ်အားနည်းချက်ကိုလည်းပဲထောက်ပြပြီးတတ်ကြပါသေးတယ်ဒီလိုမျိုးဆွဲသက်တိခိုင်ခိုင်မာမာနဲ့ထိုက်တဲ့လောက်အောင်မြင်မှုရတဲ့တိုင်အောင်ခြေတက်နိုင်ခဲ့တဲ့လူငယ်တွေရှိသလိုလန်ဖူးလက်မတွင်ပဲကြာဆုံးသွားတယ်ဒါမှမဟုတ်ပျက်စီးသွားတဲ့လူငယ်တွေလည်းရှိနေပါသေးတယ်ဘဝတိုက်ပွဲဆိုတာကတော့စိတ်ကူးရင်ဇလန်တပုတ်မဟုတ်ဘူးဆိုတာကိုစိုးစိုးစီစီစူးစမ်းသိရှိပြီးတော့အဆိုးဆုံးကိုရင်ဆိုင်မည်လို့နှလုံးသားကိုကြိုးချိန်ပြင်ဆင်မထားကြသူတွေကတော့ချဆုံးရမယ်ပဲဖြစ်ပါတယ်ရှင်အခက်အခဲတွေကိုရင်ဆိုင်ဖို့အတွက်နှလုံးသားကိုပြင်ဆင်ထားခြင်းမရှိတဲ့လူငယ်တွေတက်ကတော့ဘဝအောင်မြင်မှုရရင်အတွက်အခွင့်အရေးမှာနေပါလုံးလာကြောင်းကိုလည်းပြောပြထားပါသေးတယ်မရှုမလန်းကြဆုံးသွားတဲ့လူငယ်တွေအကြောင်းကိုကြားလိုက်ရတဲ့အခါမှာရင်နာရသလိုထိုက်တင်တဲ့လောက်အောင်ပွဲဆင်နိုင်ခဲ့တဲ့လူငယ်တွေရဲ့ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့အတွေ့အကြုံတွေအကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဆရာအောင်တင်ရဲ့စိတ်ထဲမှာထိုလူငယ်တွေကိုအလွန်လေးစားမိကြောင်းပြီးတော့တိုင်းပြည်အတွက်လည်းအားတရှင်ဖြစ်မိကြောင်းမျိုးဆက်သစ်တွေအတွက်လည်းမျှော်လင့်ချက်ပိုပြီးကြီးမားလာကြောင်းကိုလည်းပြောပြထားပါသေးတယ်သူတို့ရဲ့ပြောဖို့ဆိုပုံတွေကိုတခြားသတိထားပြီးနားထောင်ကြည့်လိုက်တော့တိုင်းတစ်ပါးကိုရောက်သွားပြီးမှမျိုးရှိစိတ်ပိုပြီးကြီးမားလာကြတယ်။ဇာတိသွေးစာရီမန်တွေလည်းပိုပြီးတက်လာကြတယ်လို့လည်းထင်မိပါသေးတယ်တဲ့အနည်းခံရတဲ့စကားကပိုပြီးတန်တယ်ဆိုတဲ့စကားအတိုင်းတိုင်းတစ်ပါးသားတို့ရဲ့အလေကိုရောက်သွားပြီဆိုကြတဲ့တနည်းမဟုတ်တနည်းကတော့အနည်းခံရမှာပါပဲ။လီတဲ့စပားပင်ကပြုတ်သွားပြီးတော့တန်းတဲ့စပားပင်ကတော့မီတန်ရေတန်လေးတန်တွေကိုခံနိုင်ပြီးတန်မာတဲ့စပားပင်တွေသာဖြစ်လာမည်ဖြစ်ပါတယ်။တိုင်းတစ်ပါးကိုရောက်သွားတဲ့အတွက်ကြောင့်အဲ့ဒီတိုင်းတစ်ပါးရဲ့ယဉ်ကျေးမှုတွေကိုအထင်ကြီးပြီးကိုယ်တိုင်းပြည်ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုမလျော့သွားမယ်ဆိုရင်တော့တက်တက်စင်အောင်ကိုမှားသွားပါလိမ့်မယ်။ထိုလူငယ်တို့ကကျမတို့ထင်မှန်းထားသည့်တက်ပိုးပြီးတော့တန်းချစ်ပြီးရှိစိတ်ပို့လို့တောင်ချိန်မှကြပါသေးတယ်။ဇာတိသွေးဇာတိမှန်ကလည်းပို့လို့တောင်တက်တက်ကြွကြွကြပါသေးတယ်။အဲ့ဒီအရာတွေချက်ပို့ပြီးတော့အတက်မိဒီကတော့သူတို့ကပညာရဲ့တန်ဖိုးကိုအသေးလိုက်ဦးလိုက်လေးလေးနက်ကြီးတီးလာခြင်းပဲဖြစ်ပါတယ်လို့လည်းဆရာအောင်သိန်းကပြောထားပါသေးတယ်။အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်းသူတပါသူတကယ်ကိုအတက်မိပါသေးတယ်တဲ့ရှင်။အခုဆိုရင်တော့ဖြင့်ဆရာအောင်သိန်းရဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်ကနေပြီးတော့စာဖတ်သူတို့ဖို့ဒီလောက်ပဲမျှဝေပေးခြင်းပါတယ်။အပေးနာဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြပါတယ်ရှင်။